မင်္ဂလာပါရှင်ဒီနေ့ကတော့လေးဒီအစာပြေးလေးကိုအိမ်မှာပဲအကျိုးစားဖြစ်ပါတယ်ဘူးတီချိုရဲ့မြင်းခွာရွက်ချိုရဲ့ငပြိုးတီချိုရဲ့ချိုစားဖြစ်ပါတယ်အပြင်ကဝယ်စားတာကတော့ရှားပါတယ်အတက်နိုင်ဆုံးကတော့အိမ်မှာပဲချိုပေးပါတယ်စီယိုကိုတေးလိုက်ပါတယ်ပြီးရင်တော့စီထည့်ပါမယ်စီရပူလာပြီးဆိုရင်တော့မြင်းခွာရွက်ကိုအရင်ကြော်ပါမယ်မြင်းခွာရွက်မနက်တုန်းကဈေးထည့်က1000ပိုးဝေလာတာပါကျမတို့ကြော်တက်လို့ကြော်တာတော့မဟုတ်ပါဘူးကိုတိတလောက်လေးနဲ့ကြော်တာပါအမေကတော့စားကောင်းတယ်လို့ပြောတာပဲအမေကမြင်းခွာရွက်ကြော်တာပိုကြိုက်တယ်မြင်းခွာရွက်2ခုလား3ခုလားသူစားလိုက်တယ်အမေကတော့အလေးကမြင်းခွာရွက်ကြော်နေတာပါမြင်းခွာရက်ကအရန်ကြီးအကြာကြီးကြိုစံမလို့မီးအေးလေးနဲ့ပဲကြိုပေးမှအဆင်ပြေတယ်။မောင်ရင်သူကတူးတယ်။မြင်းခွာရက်လေးကကြိုပြီးအပေါ်အောက်လှန်လိုက်ပါတယ်။ညနေမဟုတ်လားဒီဘက်ကတခုတူးနေတာ။နည်းနည်းလေးမကြည့်လိုက်တာနဲ့မြင်းခွာရက်ကတူးတာပဲအမြန်ဆုံး။မြင်းခွာရက်ကြိုပြီးရင်တော့ငပြိုးသီးလေးကြိုပါမယ်။မြင်းခွာရဒါတော့ငပြိုးသီးနှလုံးကိုနှစ်ချမ်းပြီးတော့လေးစိတ်လိုက်တာပါဟမ်ငပြိုးသီးကအကြီးဆိုတော့ငပြိုးသီးကြိုလေးကြိုနေပါတယ်ဒါကတော့အပြင်ဝေဆိုင်တစ်ချက်ကို900အိမ်မှာကြိုဆိုင်ပြီးဘယ်လောက်မှကြိုသီးလေးတစ်လုံးဆိုရင်4ခုရပါတယ်အိမ်မှာလည်းလူအများကြီးမရှိတော့ဒါလေးကတော့မြင်းခွာရက်ကြိုပြီးတာလေးပါဒါလေးကတော့ဘူးတီကြိုဆက်ကြိုနေပါတယ်နော်ငပြိုးတီကြိုပြီးတော့ဘူးတီကြိုကိုဆက်ကြိုနေပါတယ်ကျမကတော့ရှင်းနာမည်နဲ့အကျိုးဆုံးရောင်းပါမယ်ရှင်းဘူးတီကြိုဆိုပြီးတော့ရောင်းပါမယ်ဒါလေးကတော့ဘူးတီကြိုလေးကြိုနေတာပါနော်ကြစားချင်စရာလေးပါဘူးတီကြိုအချင်းစပ်ပါမယ်အချင်းကတော့မကြီးသည့်အနှစ်ကိုရေပြုတ်ထားတာ5စွန်း6စွန်းလောက်ထည့်လိုက်ပါတယ်ပြီးရင်တော့ငံပြရင်2စွန်းထည့်ပါတယ်ငံပြ2စွန်းထည့်ပြီးရင်တော့စားနေထည့်တယ်တကြားထည့်တယ်ငရုတ်သီးမှုန့်ထည့်တယ်နန်းပင်ထည့်တယ်ကျက်သွန်ဖြူလေးထည့်လိုက်တာမပါတော့ကျက်သွန်ဖြူပါလေးလှီးပြီးတော့ထည့်လိုက်ပါတယ်အမေကတော့စားနေပါပြီဘူးတိကျော်ကအမေကတစ်ချက်ပဲစားလိုက်တယ်တစ်ချက်လားနှစ်ချက်လားကျွန်တော်ကတော့အိမ်မှာမြင်းခွာရဲကျကောင်းတယ်ဆိုပြီးတော့စားနေတယ်တစ်ချက်ဝင်နေဟာရဖြစ်တဲ့အမေအတွက်ကအဲ့တော့အကိုရှိစားနေပါတယ်ဒါကတော့အိုးတကြီးပါကျေးဇူးပါရှင်